အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီအရင် Barrayu region မှာကျွန်တော်ဒီ WiseBet application download မရတော့တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးနဲ့အသေးစိတ်ရှင်းပြပေးသွားပါမယ်ဗျအရေးဆုံးကျွန်တော်တို့ App Store ထဲကိုရေးသွားရပါမယ်ကျွန်တော် App Store ထဲကိုသွားလိုက်ပါ App Store ကိုသွားပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်တောက်က profile လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ဒီအောက်က Gmail ကိုတစ်ချက်သွားပါโอเคဒီနေရာရောက်သွားပြီဆိုရင်ဒီအောက်မှာ country region ဆိုတာရှိတယ်ဗျာဒီမှာကျွန်တော်တို့ကအရင် Barrayu region ကိုချိန်ထားတာဖြစ်တဲ့ Barrayu လို့ပေါ်နေလိုက်မှာမျိုးကျွန်တော်ဒီ country region ကိုတစ်ချိန်နှိပ်လိုက်ပါပြီးတော့ဒီနေရာမှာကျွန်တော်တို့အခုချိန်ရမယ့် region ကကြတော့ Colombia region ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Colombia ကိုစားလိုက်ပါဒီအပေါ်ဆုံးပါပေါ့နော်ဒီဟာပါဒီကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ဒီအောက်က continue နဲ့သွားလိုက်ပါသွားပြီးပြီဆိုရင်ဒီအပေါ်တောက်က agree ဆိုတာလေးကိုနှိပ်ပေးပါโอเคဒီနေရာရောက်သွားပြီဆိုရင်အပေါ်ဆုံးကျွန်တော်တို့ဒီနေရာမှာ critical နေရာမှာ none ကိုထားလိုက်ပါဒီအောက်က land တို့ဒီ postcode တို့ city တို့မှာတော့ကျွန်တော်ဖြစ်တယ်လို့ဖိလိုက်နော် street နေရာမှာကြတော့ CA A R R E R A နော်ပြီးတော့နောက် street ကလည်းတူတူပဲဗျာကျွန်တော်ဒီ street တူတူကျွန်တော်ရေးလိုက်ပါဒီ postcode နေရာမှာကြတော့ကျွန်တော်ဒီ2321001ပါကျွန်တော်ဒီ city နေရာမှာကြတော့ဒီ Mumbai ပေါ့နော်ကျွန်တော်ဒီ MOMIM Mumbai ပေါ့ဗျာ Mumbai သွားလိုက်ပါဒီနေရာမှာကျွန်တော်ဒီမြို့တစ်ခုကိုယူလိုက်ပါဒီဖုန်းနံပါတ်နေရာမှာကျတော့ဒီအပေါ်ဆုံးအစစ်က1 2 3နေရာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်ဒီမှာသူတို့ရဲ့နံပါတ်ကိုဖြည့်ရမှာပေါ့နော်ကျွန်တော်304ပြီးတော့2979282โอเคကျွန်တော်ဒီလိုအားလုံးဖြည့်လိုက်ပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်ကဒန်းလေးကိုနှိပ်လိုက်ပါโอเคကျွန်တော်ဒီလိုဒီ country region နေရာမှာ Colombia လို့ဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီအပေါ်ကဒန်းလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ဒီ content တကယ်လို့ location service တောင်းလာဆိုရင်ကျွန်တော် content နဲ့သွားလိုက်ပါနော်ပြီးပြီဆိုရင်ကျွန်တော်ဒီ application ကနေပြီးတော့အပြေကိုတစ်ချက်ထွက်လိုက်ပါ application ကထွက်ပြီးဆိုရင်ဒီ application နဲ့ကျွန်တော်ပြန်ဝင်လိုက်ပါပြန်ဝင်ပြီးတော့ဒီ scrap အပေါ်ဘားမှာ1H best လို့လိုက်လိုက်ပါဒီမှာ 1H best sport betty ပေါ့နော်ဒီဒုတိယကြောက်ကဟာနှိပ်လိုက်ပါဆိုတော့ဒီမှာကျွန်တော်တို့အရေးအသုံးပြုခဲ့တဲ့ဒီ 1H best sport betty ဆိုတဲ့ 1H best application download ရပြီဗျာကျွန်တော်ဒီလိုနှိပ်လိုက်ပြီးတော့ကျွန်တော် download ရပြီဗျဆိုတော့ဒီနေ့နဲ့အားလုံးပဲလောင်းတိုင်းနိုင်ကြပါစေဗျာဆိုတော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်စီမှာဒီ WiseBet အကောက်ဖွဲ့တာတို့ကျွန်တော်ဒီ WiseBet နဲ့ပတ်သက်လို့အဆင်ပြေတာတွေငွေသွင်းငွေထုတ်အဆင်ပြေတာတွေကျွန်တော်စီမှာအားလုံးကိုဝတ်ဆမှုပေးပါတယ်ဗျဆိုတော့ကျွန်တော်ရဲ့ Viber နဲ့ Telegram လေးကိုလာခဲ့ပြီးအားလုံးကိုဖိတ်ခေါ်ပါတယ်ဗျဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်